မြန်မာပြည်ရဲ့လမ်းမတွေပေါ်မှာယုံတောင်လို့ပြောလိုက်ရင်မသိတဲ့သူမရှိတဲ့လောက်ပါပဲဒါပေမဲ့ခင်ဗျားတို့သိလားဒီကောင်ကတရုတ်ပြည်ကလာပေမဲ့မြန်မာပြည်နဲ့ကြာမှဇာတာလာဆောင်တဲ့ကံမျိုးဗျယုံတောင်ဆိုတာဇန်ဂျိုးယူတောင်ဘတ်ရင်ညီကိုလိုမျိုးတရုတ်နိုင်ငံထောက်ကားမျိုးစားပါမြန်မာပြည်ကို2010ဝန်းကျင်လောက်ကတည်းကစဝေးလာတာသူ့ရဲ့ထူခြားချက်ကယုံအားကောင်းတာပဲတောင်တက်လန်တွေမှာဆိုဒီကောင်ကအားကိုးရဆုံးပေါ့အဲကွန်းကလည်းလူအေးတာထက်စိတ်အေးရတဲ့အထိအေးတယ်ဆိုတော့ခရီးထည်ရကလည်းကြိုက်ကြတာပေါ့ဗျာဒါပေမဲ့တခုတော့ရှိတယ်နော်ယုံတောင်ကားသမားတွေရဲ့လက်က Formula 1 မောင်းတလားအောက်မရတယ်ကားကလည်းဆွဲအားကောင်းကားသမားကလည်းအမြန်နှုံးကြိုက်ပြီးဆိုရင်တော့ခင်ဗျားတို့ကားပေါ်မှာစူတောင်းစာအုပ်ထုတ်ဖတ်ရုံပဲခရီးသည်ကဦးလေးချီဖြည်းဖြည်းမောင်းပါလို့ပြောရင်ငါသမီးရဲ့ဒါကယုံတောင်လေးနှဲရင်ရှက်စရာကြီးဆိုတဲ့အကြည့်နဲ့ပြန်ကြည့်ခံရတတ်တယ်နော်ယုံတောင်ကအချမ်းခံတယ်အဘိုးပစီပေါ်တယ်ပြုတ်ပြင်ကလွယ်တယ်ဒါကြောင့်လဲ highway line တွေရအခုနောက်ပိုင်း YBS line တွေမှာပါနေရာယူထားတာပေါ့အတန်ကတော့နည်းနည်းကျဲချင်းကျဲလိမ့်မယ်ဒါပေမဲ့အဲ့ဒီဝူးခနဲ့အတန်ကြာရင်ခမောက်အိမ်ပြန်ရောက်တော့မယ်ဆိုတဲ့အမှတ်အသားပဲမဟုတ်လားကဲခမရလို့ရောယုံတောင်နဲ့ပတ်သက်တဲ့အမှတ်အသေးတွေရှိလား comment မှာမှန်ကြည့်အောင်နော်နောက်တစ်ခေါက်ချရင်ဘယ်ကားအကြောင်းပြောရမလဲ